မိုက်စွန်းခဒီတစ်ခါရှမ်းပြည်19လုံးကိုရေးနီးလာပြောပြပါမယ်။အရင်ဆုံးဒီ19လုံးအတန်ထွက်ပြပါမယ်ခ။ကခငကြစညတထနပဖဖ F အတန်နော်ဖမရရရလဝဟအဟိုးအရင်တော့ဆိုရင်18လုံးပဲရှိတယ်အခုကတစ်လုံးတိုးလာပြီးတော့19လုံးဖြစ်ပါတယ်အဲ့ဒါလေးကိုအတန်ထွက်ရပြီဆိုရင်ရေးကျင်းဖို့လိုတယ်ပေါ့နော်ပြန်သွားမယ်နော်ကခငကြစညတထနပဖဖမရရလဝဟအတိုမဲလိကတိုင်း10ကောက်တူလို့ခေါ်တယ်ပေါ့နော်အဲ့ဆိုရင်ရေးတာကြည့်ရအောင်ဒါကပေါ့နော်ကအတက်လေးတတိလေးပါပါတယ်ကခလည်းအဲ့လိုပဲအတက်ကတတိလေးပါဒီဆိုရုံမြထည့်ရုံပဲနော်ခငကတော့မြန်မာပြည်အခရာငနဲ့အတူတူပဲငဒီမှာငပေါ့နော်ငမြန်မာလိုနဲ့အတူတူပဲဆိုတော့ဒီခါကြ TSA ကြလို့အတန်ထွက်တယ်စလည်းမဟုတ်ကြလည်းမဟုတ် TSA ကြဒါစမြန်မာလိုတကိုရှမ်းလိုကစလို့ထွက်တယ်ဒါညကအဆန်မပါဘူးနော်ညတချို့ကအဆန်ပါပြီးရေးတတ်လို့ပါဒီတခါတလည်းတူတူပဲမြန်မာလိုတနဲ့တူတယ်ပြီးရင်ထလည်းမြန်မာလိုထနဲ့မြန်မာကြီးထနဲ့အတူတူပါရဲ့နှကတေချာကြည့်ပြီးနော်တစ်ချက်တည်းပဲဆွဲရတယ်နောက်တစ်ခေါက်ရေးပြမယ်နောက်တစ်ခေါက်ကဆွဲမယ်တက်တန်းသွားမယ်ပြန်ဆွဲတက်မယ်တစ်ချက်တည်းပဲရေးမယ်နော်နမတန်းတန်းလေးရယ်ပြန်တက်မယ်အဲ့ဒါနပြီးရင်ပလည်းမြန်မာလိုပနဲ့အတူတူပဲတချို့ကနှစ်ချက်ဆွဲတယ်ပပြီးရင်ဖကဒီချာကြည့်ပေးနော်ဒီလိုမျိုး26လိုမျိုးဖဒါပေမဲ့တစ်ချက်တည်းပဲဆွဲရနော်26လိုမျိုးဒါပေမဲ့အကွေးလေးနဲ့ဖဒီဟာဖကဟတ်ထိုးလေးပဲပို့လာနော်ဖအတန်ထွက်ကဖပြန်သွားမယ်နော်26လိုမျိုးဖအရင်ရေးမယ်ဟတ်ထိုးလေးထည့်မယ်ဖပြီးရင်မတချို့က3ချက်ဆွဲတယ်ပေါ့နော်မမြန်မာမနဲ့အတူတူပဲနော်မြန်မာအပြီးမနဲ့အတူတူပါပဲပြီးရင်ရပလက်ရအတူတူပဲပြီးရင်ရလာမယ်ရလည်းမြန်မာအခရာရပလက်နဲ့အတူတူပါပဲရှင်ရတချို့ကဒီလိုမျိုးနှစ်ချက်ဆွဲပြီးတော့ရေးရယ်ကျမဆိုရင်တော့ဒီလိုမျိုးတစ်ချက်တည်းပဲလလေးပူလာတယ်ပေါ့နော်ကိုယ်လက်ရည်ကိုပူလာစေတယ်ရပြီးရင်ဒီတစ်လုံးကကြတော့ရမြန်မာအခရာရကောက်နေတော့တူတယ်ဒါပေမဲ့ तू ကအဆန်မပါဘူးเนาะရှမ်းရကအဆန်မပါပါဘူးရတချို့ကလည်းအဆန်ထည့်ပြီးတော့ရေးတယ်ပေါ့နော်ဒါပေမဲ့အဆန်မပါပြီးရင်လလည်းမြန်မာအခရာလနဲ့အတူတူပဲလပြီးရင်ဝလည်းမြန်မာအခရာဝနဲ့အတူတူပဲကျမတိတ်မဝိုင်းဘူးဝပြီးရင်ဟရေးတာတေချာကြည့်မယ်နော်
ဟရေးမယ်ဆိုရင်အပေါ်ကအကွေးလေးတူလေးပြီးရင်အဲ့မှာအကွေးလေးအဲ့လိုမျိုးနှစ်ချက်ပဲဆွဲမယ်ဟတချို့ကမြန်မာအခရာရကောက်ရေးလိုက်လို့လေရကောက်အတူရေးလိုက်လို့အဲ့လိုဆိုရင်မားတယ်နော်ဒီလိုဖြစ်ရမှာအရင်ဆုံးတစ်ချက်ဆွဲမယ်ဆွဲပြီးရင်အဆန်ကနေလာတက်မယ်ဆွဲမယ်အတူလေးပြီးရင်အဆန်လာထည့်မယ်ဒါရှမ်းအခရာနော်ပြီးရင်လည်းအတက်ကလေးသေးလေးပါမယ်မြန်မာအခရာကကြီးနဲ့ဆင်တယ်ဒါပေမဲ့မတူဘူးနော်ကအဆန်လေးပါမယ်ပြီးမှကွေးမယ်အဲ့ဆိုပြီးစက္ကလုံးပြပါပြီ